အားလုံးပဲမြင်လာပါကျွန်တော်ဒီနေ့မှာအကြောင်းအရာလေးဘဝမှာကြုံတွေ့နေရတဲ့အကြောင်းအရာလေးစင်ချင်မိတဲ့အရာလေးတစ်ခုကိုဝင်မျှချင်တာဖြစ်တယ်ကျွန်တော်မှာမိတ်ဆွေတယောက်ရှိတယ်ဒီအပြည့်အဖွားတယောက်ပေါ့ဖွားတယောက်ရှိတယ်ရင်းနှီးတဲ့ဖွားတယောက်ရှိတယ်သူကတော့အသက်60နဲ့၄နှစ်ရှိပြီဖြစ်တယ်ဆိုတော့သူ့မှာလည်းပဲသားတယောက်မယူမနှက်ပေါ့နော်ဒီစိတ်မမှန်တဲ့တယောက်ရှိတယ်အဲ့ဒီသားကိုသူနေတိုင်းပြုစုနေရတာဖြစ်တယ်သူလည်းအသက်60ကျော်နေပြီသူကပြောင်းဖူးလေးကြီးတော့ရောင်းပြီးတော့ပြောင်းဖူးပြင်ပြီးတော့အဲ့ဒါရောင်းပြီးတော့သူ့ရဲ့အားလေးကိုပြုစုတာဖြစ်တယ်ဒီသားလေးကဒီလက်ကတော့20ကျော်30ဝန်းကျင်ရှိတယ်ဒါပေမဲ့သူအင်ဒီယားနဲ့အင်ဒီကိုမထွက်ချင်ဘူးနော်သူတို့အင်ကိုချင်းကမယ်ဆိုရင်လည်းအစမပြေဖြစ်တယ်ဆိုတော့အဲ့ဒီသားလေးကိုအဲ့ဒီအဖွားကြောက်ကပြုစုနေတာဖြစ်တယ်အဖက်မှာလည်းပဲသူအဲ့ဒီအဖွားရဲ့အမိကရှိသေးတယ်သူ့အမိကအသက်80နဲ့9နှစ်ရှိတယ်80ကျော်တယ်ပေါ့ဆိုတော့အဲ့ဒီအသက်80ကျော်တဲ့သူ့အမိကိုလည်းပဲသူက person law ပြုစုနေတာဖြစ်ပါတယ်ဒီလိုကြီးတဲ့ခါမှာသူပြောတဲ့အကြောင်းအရာလေးကိုကြားတဲ့ခါမှာစိတ်ထဲမှာအများကြီးစဉ်းစားမိတာပေါ့ပြီးတော့ဒီအဖွားကသူနေတဲ့အင်အားလည်းပဲမကောင်းပါဘူးဟောဝါတဲလေးပဲအဲဆုံးမှနေတာဖြစ်တယ်ဝါတဲမှာလုံးဝအဆင်မပြေဘူးအဲ့ဒီမှာနေတာဖြစ်တယ်ဒါပေမဲ့သူ့မှာယုံကြည်ခံယူချက်ကတခုရှိတယ်အဲ့ဒါပါလဲဆိုရင်မိဘကိုကြီးစုပြုတာမိဘကိုလှုပ်ကြွေးတာဟာသူကအင်မတန်မှကောင်းမွန်တဲ့အရာတစ်ခုတော့သူကနားလည်ထားတာဖြစ်တယ်အဲ့ဒီအရာကိုယုံကြည်ထားတာဖြစ်တယ်ဥပမာမောင်နှမတွေရှိတယ်ဒါမဲ့ဘုမိသားစုနဲ့ကိုရှိကြတဲ့ခါကျတော့တို့အမေကိုပြုစုနိုင်ကြဘူးဒါပေမဲ့အဲ့ဒီဖွားကအသက်60ကျော်နေပြီမဲ့သူ့အမေအိုကြီးကိုသူကအဖက်မှာလည်းပြုစုနေတာဖြစ်တယ်သူနေတဲ့အင်ကလည်းဝါစုပ်ကြီးဝါအိမ်စုပ်လေးလုံးဝအဆင်မပြေဘူးအရေးပြသူ့သားကိုလည်းကြည့်ရှုနေရသေးတယ်ဆိုတော့သူ့ဘဝတဲ့အញ្ញံရုံးခံတဲ့အခြေအနေမှာပင်လင်သူ့ရဲ့မိခင်ပေါ့နော်ဒါကြောင့်သူ့မိဘတွေကိုသူကအကောင်းဆုံးကျေးဇူးပြုနိုင်အောင်သူကစဉ်းစားတာဖြစ်တယ်အဲ့ဒီဒီလိုလှုပ်ဆောင်နိုင်ဖို့အတွက်သူ့ရဲ့ယုံကြည်ခံချက်ကပါလဲဆိုရင်မိဘကိုကျေးဇူးပြုခြင်းဟာအတ္တတာကိုရှင်းစေတယ်ဆိုတော့သူယုံကြည်တာဖြစ်တယ်မိဘကိုခရူးဆိုင်တာဟာသားသမီးကိုကောင်းချီးမင်္ဂလာဖြစ်စေတယ်ဆိုရတော့ယုံကြည်တာဖြစ်တယ်သူမိဘတော်ဖြစ်နေပြီသူတော်မှသားတွေရှိနေပြီဒါတော်မှသူမိဘကိုထပ်ပြီးတော့သူကျေးဇူးပြုနေတယ်ဆိုရကိုမြင်တွေ့ရတာဖြစ်ပါတယ်ဆိုတော့ဘာပြောချင်လဲဆိုရင်လူတယောက်ရဲ့အသက်ရှင်မှုဟာသူ့ရဲ့ယုံကြည်ခံယူချက်မှာအများကြီးမှုဆိုတော့ဥမာကိုကလူတယောက်ကိုကူညီတာဟာတောင်းတယ်အဲ့ဒါကကိုဆုံးရှုံးတာမဟုတ်ဘူးလို့ကွာမြင်နေဆိုတော့လူကိုကူညီဖို့ကဝန်လေးမှာမဟုတ်ဘူးကိုလူတယောက်ကိုပေးကမ်းတယ်ကိုပေးကမ်းလိုက်တဲ့အရာကကိုကဆုံးရှုံးသွားတယ်မမြင်ဘူးအဲ့ဒါမှာကိုရဲ့စိတ်ထဲကနဲ့တရားကကျွေးဝခြင်းလို့မြင်တတ်တဲ့ဆိုရင်ပေါင်းတဲ့အရာလို့ကိုကယုံကြည်ထားတဲ့ဆိုတော့အင်္ဂါလူကိုစိတ်ဝေးလံခြင်းမရှိတဲ့နဲ့ဒီကနိုင်မှာဖြစ်တယ်။ဘုန်းကြီးတို့ဆိုလူအမျိုးမျိုးနဲ့ကျွန်တော်ဆက်ဆံတဲ့အခါမှာလူသားချင်းစာနာမှုကအင်မတန်မှအရေးကြီးတဲ့တင်ကယုံကြည်ထားတဲ့ဆိုရင်စင်ရတာဖြစ်ဖြစ်ချမ်းသာတာဖြစ်ဖြစ်အသားဖြူတာမဲတာဘယ်လိုမျိုးလူမျိုးအစင်တန်းနဲ့ကြုံရပါစေတင်းရဲ့စိတ်ချက်မှာတင်းရဲ့ခံယူချက်ကလူတွေနဲ့လူဟာလူကိုလူလိုမြင်တတ်တယ်ကိုချင်းစရက်တယ်စာနာတတ်တယ်လူကိုတန်းတူလိုပဲမြင်နေဆိုတော့လူတွေနဲ့ဆက်ဆံတဲ့အခါမှာတင်းရဲ့ဆက်ဆံမှုကပုံမှန်ဖြစ်မှာကျွန်တော်ပြောချင်တာပါလဲဆိုတော့ကျွန်တော်ယုံကြည်ခံယူချက်ကအင်တာမှအရေးကြီးတာဖြစ်ပါတယ်ကျွန်တော်ယုံကြည်သူရဲ့တက်တာချက်မှာလဲဘုရားကိုသိရပြီးကျွန်တော်ရဲ့ခံယူချက်တွေကတင်းဆောင်တဲ့အပိုင်းနဲ့အများကြီးရှိတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ခံယူချက်ကိုသိမှတ်ပြီးတဲ့ຢာကဘယ်သူလဲဆိုရင်ခရစ်တော်ဖြစ်တယ်ခရစ်တော်ရဲ့စိတ်တဘောထားကကျွန်တော်တို့ရဲ့ခံယူချက်တွေကအများကြီးသိမှတ်ပြီးတဲ့ຢာဖြစ်တယ်အဲတော့ခရစ်တော်ရဲ့ပြုမှုခြင်းကိုခရစ်တော်ရဲ့နှလုံးသားကိုသင်ကသိတယ်သင်ကရရှိထားတယ်ဆိုတော့ဒီရဲ့ယုံကြည်ခံယူချက်ကတော်တော်လေးကိုအနာနေမှာဖြစ်တယ်ဆိုတော့ပြောချင်တာဖြစ်ပါတယ်အဲကြောင့်ဒီနေ့မှာကျွန်တော်တို့တကယ်ဥမာ
လူတင်တဲ့လူဘာဝင်ဒီမှာအများရှိပါတယ်နော်လူလည်းပညာရှိပညာကအများရှိမှာပါဒါပေမဲ့အဲ့ဒီထဲကကျွန်တော်ယုံကြည်သူများအနေနဲ့ကဲဆာလမူနာထားပြီးတော့နော်သူ့တင်တဲ့လုံသားပိုင်ရှင်ကခရစ်တော်ဖြစ်တယ်ဆိုရပေါ့ကျွန်တော်လည်းဝင်ချင်တာဖြစ်ပါတယ်